ကဲကျွန်တော်ဆက်ဒီမင်္ဂလာပါနော်ဒီနေ့ကျွန်တော်စီကမြန်မာပြည်အကောကနေပြီးတော့ဒီ3 way crossover စက္ကန့်လေးเนาะမှာယူအားပေးတော့ပါတယ်ခင်ဗျာနော်ဟုတ်ကဲ့နော်ဒီကောင်လေးကသူအများကြီးကြံအောင်ပဲခင်ဗျာနော်သူအခြေရအကြောင်းအရာတွေတောင်မှတိတ်ပြီးတော့မချီဘူးခင်ဗျာနော်အများကြီးကိုကြံပါအောင်မယ်ခင်ဗျာဟုတ်ကဲ့နော်သူအတန်တော်လေးကျွန်တော်ဆမ်းမယ်ခင်ဗျာနော်သူကတော့ဒီlowပါမယ် mid ပါမယ် height ပါမယ်3 line ပါမယ်ခင်ဗျာနော်ဟုတ်ကဲ့သူအတန်တော်လေးကျွန်တော်ဆမ်းမယ်ခင်ဗျာနော်ကဲဒါကျတော့ကျွန်တော် mid line ခင်ဗျာနော်ဒီဘက်က pit line ကျွန်တော်အတန်မထည့်ရသေးဘူးနော်ကဲဒါ mid line ပါခင်ဗျာကဲဒီဘက်က pit line ခင်ဗျာနော်bit တန်နေပါရင်နားထောင်ခြင်းငကြက်လေးတက်ပြီးနားထောင်ပေးပါခင်ဗျာဟောချဲပဲခင်ဗျာနော်ကလစ်မီတောင်သိမ့်မတက်သေးဘူးဟလားနော်ဒါကြီးတင်လို့မရဘူးအခန်းမှာဆိုတော့ဒါကြီးပြတင်မဟုတ်ခင်ဗျာနော်အလောတော်လောက်ပဲကဲချဲလေးခင်ဗျာနော်ကဲနော်ဒီ3 way crossover 4 way crossover အသစ်စက္ကန့်နော်လောတော့ဆရာများကျွန်တော်ဒီမှာထပ်ပြီးမှာယူအားပေးလို့ရပါတယ်ခင်ဗျာနော်ဟုတ်ကဲ့အားလုံးကျေးဇူးပါခင်ဗျာ